ဒီတရိတ်ဆန်ကတော့ main wolf ဖြစ်ပြီးကမ္ဘာပေါ်မှာအထူးဆန်းဆုံးတရိတ်ဆန်တွေကတစ်ကောင်ပါ၎င်းရဲ့ခြေထောက်တွေက၄ပေအထိရှည်လျားနိုင်လို့ဝန်ပလွေဒါမှမဟုတ်မြေမြောက်ထက်လမ်းလျှောက်နေတဲ့တမင်တစ်ကောင်လိုပုံမြင်ရပါတယ်နာမည်မှာဝန်ပလွေလို့ပါပေမဲ့တကယ်တော့ဝန်ပလွေတွေမြေမြောက်တွေနဲ့နီးစပ်တဲ့မျိုးရိုးမဟုတ်ပဲကိုယ်ပိုင်မျိုးစိတ်တစ်မျိုးတည်းပါဒီလိုရှည်လျားတဲ့ခြေထောက်တွေကမြင်မြင့်ကြားတဲ့ကနေအဝေးကအန်ဒီရဲတွေကိုမြင်နိုင်အောင်ကူညီပေးပါတယ်အမြင့်မီးနဲ့ယုံကြည်မှုရှိတဲ့ကိုနေအနေထားကြောင့်ကြီးမားတဲ့အစားအစာတရဝါတွေတောင်သူ့ကိုမြင်ရင်တစ်ချက်လောက်တော့စဉ်းစားရတတ်ပါတယ်။မြက်ပြင်းကြားတဲ့ကနေလမ်းသွားတဲ့အခါမြက်တွေကိုတန့်တန့်ရှင်းရှင်းခွဲသွားတာကလေးတိုက်ပြီးလမ်းထည့်တယ်လို့ထင်ရပါတယ်။ဒီဝန်ပလွေးကဝန်ပလွေးတွေလို့မရှကားပါဘူး။အများအားဖြင့်အမျိုးမျိုးစားတဲ့တရဝါ omnivore ဖြစ်ပြီးအသီးနှံတွေကိုအများကြီးစားပါတယ်။အထူးသဖြင့်လိုဘယ်ရာလို့ခေါ်တဲ့ခရမ်းကျင်သီးမှုအသီးကသူ့အစားအစာထဲမှာအရေးကြီးဆုံးအပိုင်းပါပိုးမွှတွေကြွက်တွေငှက်တွေကိုလည်းစားပေမဲ့အသားကသူ့အတွက်အထီးကမဟုတ်ပါဘူး main wolf ကတကောင်တည်းနေထိုင်တတ်ပြီးနယ်မြေကိုအနှံ့ပြင်းပြင်းနဲ့အမှတ်သားမှတ်တတ်ပါတယ်လိုအပ်လာရင်တနာရီကိုမိုင်45လောက်အထိပြေးနိုင်ပါတယ်ဒီလိုထူးဆန်းတဲ့ဝန်ပလွေမြေမြောက်ကိုသဘောကျတယ်ဆိုရင်တခြားသဘာဝတရားဝအချက်လက်တွေကိုဆက်လက်ကြည့်ဖို့ follow လုပ်ထားလိုက်ပါ